ဇင်ယုံမောင်မောင်ဆေးရုံတက်နေရတာကိုတစ်ချက်လေးမှသွားမကြည့်ပဲအလန်းစရာကောင်လေးနဲ့တစ်တော့မှကြည်နူးနေရဲ့မိတန်းနုပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဘုံဟောင်းဇင်ယုံမောင်မောင်ဆေးရုံတက်နေရတာကိုတစ်ချက်လေးမှသွားမကြည့်ပဲအသက်ငယ်ငယ်ချောချောကောင်လေးတယောက်နဲ့တစ်တော့မှအကြီးဆိုင်နေရကတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီမိတန်းနုပါအလုံးတိကျတဲ့တိုင်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးကြီးမေတန်းတို့နဲ့ဒါရိုက်တာအကယ်ဒမီဇင်ယုံမောင်မောင်တို့ဟာအတိတ်တစ်ချိန်ကတိတ်ချစ်ကြတဲ့အနုပညာရှင်စုံတွဲဖြစ်ခဲ့ပါတယ်အထူးသဖြင့်တော့ရုပ်ရှင်တရုတ်ဆောင်မင်းသမီးနဲ့နာမည်ကြီးဒါရိုက်တာဖြစ်တာကြောင့်အားလုံးကလိုက်ဖက်တဲ့ဇုံတွဲလေးဖြစ်သတ်မှတ်ထားကြတာပါ။ဒါကြောင့်လည်းမဆင့်ခေါ်တရုတ်ဆောင်မင်းသမီးကြီးမေတန်းတို့နဲ့ဒါရိုက်တာဇင်ယုံမောင်မောင်တို့ဟာတားလေးမင်းသားမောင်မောင်ကိုရတဲ့အထိပေါင်းဖက်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့မေတန်းတို့နဲ့ဒါရိုက်တာဇင်ယုံမောင်မောင်တို့ဟာကွာရှင်းပြတ်ဆဲခဲ့ကြတာပါ။ဒီလိုနဲ့မေတန်းတို့နဲ့ဒါရိုက်တာဇင်ယုံမောင်မောင်တို့ကွာချင်းရဲ့အဓိကအကြောင်းရင်းကဇင်ယုံမောင်မောင်ဟာမော်ဒယ်မာလေးတယောက်နဲ့ဖောက်ပြန်ခဲ့ရကြောင်းလို့သိရပါတယ်။ဒါရိုက်တာဇင်ယုံမောင်မောင်ကတော့မေတန်းနုနဲ့ကွဲရတာကအားနဲ့စားတဲ့နာမည်နှလုံးနဲ့အနုပညာရှင်ကြောင့်လို့ဆိုပါတယ်။ဘသူကြောင့်မှဖြစ်ဖြစ်တရုတ်ဆောင်မင်းသမီးမေတန်းနုနဲ့ဒါရိုက်တာဇင်ယုံမောင်မောင်တို့ကကွာရှင်းပြတ်ဆဲထားတာတော်တော်လေးကိုကြာနေပါပြီ။ဒါပေမဲ့နှစ်ဦးကြားမှာတားလီမင်းသားမောင်မောင်ရဲ့မျက်နှာနဲ့စကားပြောဆိုတာမျိုးတွေရှိပါတယ်။ဒီကနေ့ရက်သက်တစ်ပတ်မှာတော့မင်းသမီးမေတန်းတို့ရဲ့ခင်ပွန်ဟောင်းဒါရိုက်တာဇင်ယုံမောင်မောင်ကနေပြည်တော်မှာရင်မတော်တဆမှုဖြစ်ခဲ့ပါတယ်။အဆိုပါရင်မတော်တဆမှုကြောင့်ပဲဒါရိုက်တာဇင်ယုံမောင်မောင်ဟာနေပြည်တော်ကရင်တထောင်ဆေးရုံမှာပေါင်ရိုးကျိုးပြီးတော့ခွဲစိတ်ကုသမှုခံယူလိုက်ရပါတယ်။ဒါကြောင့်လဲတားလေးဖြစ်သူမင်းသားမောင်မောင်ကဖခင်ကြီးနားမှာပြုစုနေရဖြစ်ပါတယ်။ဒါပေမဲ့ဇင်ယုံမောင်မောင်ရဲ့ဇနီးဟောင်းတရုတ်ဆောင်မေတန်းတို့ကတော့ဆေးရုံတက်နေရတဲ့ခင်ပွန်ဟောင်းကိုတစ်ချက်လေးတောင်သွားမကြည့်ပါဘူး။သွားမကြည့်ုံတင်မကပဲတရုတ်ဆောင်မင်းသမီးမေတန်းတို့ဟာတစ်တော့ပေါ်မှာအလန်းစရာကောင်လေးတယောက်နဲ့အတူသွားကြိုးထားတာမဟုတ်ဘဲအစားထိုးထားတာဖြစ်ကြောင်းဆိုပြီးတော့တစ်တော့ရီစော့နေခဲ့ရပါမေတန်းတို့ကဗိတ်သူလေးတယောက်ဖြစ်တာကြောင့်ဗိတ်စကားဝဲဝဲလေးနဲ့တရုတ်ဆောင်ခဲ့ပြီးတော့အကယ်ဒမီဆုကို9ဆုယူခဲ့ပါတယ်။တားနဲ့တာကိုမပီသားလို့မင်းသမီးမဖြစ်နိုင်ကြောင်းအထင်သေးခံခဲ့ရဘူးတဲ့မေတန်းတို့ကအခုချိန်ဒီစူပါမင်းသမီးကြီးဖြစ်နေပါတယ်။အသက်60ကျော်သွားပေမဲ့လည်းနှုတ်ပြမှုတွေကိုထိန်းထားနိုင်လို့အခုချိန်ထိလည်းဇက်ကားတွေမှာတရုတ်ဆောင်ရပါတယ်။ပရိသတ်တွေကတော့တရုတ်ဆောင်မင်းသမီးမေတန်းတို့အနေနဲ့ခင်ပွန်ဟောင်းဖြစ်သူလူမမာသတင်းကိုမေးသိနေလို့ဆိုပါတယ်။တချို့ကလည်းအမျိုးသမီးတွေကစိတ်နာသွားရင်ပြတ်သားတတ်တာကြောင့်ခင်ပွန်ဟောင်းစိတ်ယုံတက်နေချိန်မှာကောင်လေးငယ်ငယ်လေးနဲ့တစ်တော်ဆော့ပြတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းတချို့ကတော့မေတန်းတို့အနေနဲ့ခင်ပွန်တဲ့ဇင်ယုံမောင်မောင်ကိုတိတ်တိတ်လေးသွားကြည့်ပြီးရလည်းဖြစ်နိုင်ကြောင်းအခုကလည်းအနုပညာအလို့သဘောအရာအကောင်လေးနဲ့တွဲဆော့တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခင်ပွန်ဟောင်းဖြစ်သူစေယုံတက်နေရတာကိုတစ်ချက်လေးသွားမကြည့်တဲ့မေတန်းတို့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအနုပညာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။